ဒီနေ့ကတော့ကြက်သားဟင်းမာလာချင်းဆက်ကလေးချက်မှာဖြစ်ပါတယ်။အိမ်မှာချက်ထားတဲ့မာလာဟင်းအနှစ်တရလည်းလေအများကြီးကြံနေရတယ်။ဘာချက်ကျွေးရမလဲဘာလုပ်ကျွေးရမလဲစဉ်းစားနေရတယ်ဒီနေ့ကတော့ကြက်သားဟင်းကိုမာလာအနှစ်လေးနဲ့ချင်းဆက်ကလေးချက်မှာဖြစ်ပါတယ်ရှင်။တထမင်းနဲ့ပဲတွဲစားစားခောက်ဆွဲလေးနဲ့ပဲတွဲစားစားအရင်လိုက်ဖက်တယ်ပေါ့နော်။အရင်ဆုံးကြက်သားလေးတွေကိုတန်ရှင်းစစ်ကြအောင်စီကြောထားလိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်မကတရီလောက်ခဏပြုတ်ထားလိုက်မယ်ပေါ့နော်ခုလိုပုတ်ပွက်ဆူပြီးတော့အပေါ်မှာအမြုပ်အမဲလေးတွေထွက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့မီးဖို့ပေါ်ကနေချပြီးတော့ဒီကြက်သားတွေကိုတန်ရှင်းစစ်ကြအောင်အထက်ထပ်စီကြောလိုက်ပါမယ်ဒီနေရာမှာဒီလိုတရီမပြုတ်ပဲနဲ့စီးကျင်နေဆိုရင်ရှာလကာရီနဲ့တေချာလေးစိမ့်ပြီးစီးလဲရပါတယ်နော်ကျမကရှာလကာရီနဲ့မစိမ့်တော့ပဲနဲ့ဒီနေ့ကတော့တရီလောက်ခဏလောက်ပြုတ်ပြီးတော့တန်ရှင်းစင်ကြအောင်စီကြောပြီးစကားလေးနဲ့စစ်ထားလိုက်ပါတယ်ပြီးသွားရင်ကိုချက်မဲ့တဲ့ဟိုတွေကိုထည့်ထားလိုက်ပါတယ်ပြီးသွားရင်တော့စပလင်လေးတွေကိုထူထောင်ပြီးတော့ထည့်ပြုတ်မှဖြစ်ပါတယ်ဂျင်းတွေကိုလည်းပပလေးလှီးထားလိုက်ပြီးတော့ထည့်လိုက်ပါတယ်ရှင်ရေးထည့်ပြီးပြီဆိုရင်တော့ကြက်သားလူကြီးတဲ့အနေထားလောက်ထိပြုတ်ထားလိုက်ပါမယ်ကြက်သားပြုတ်ထားတော့မှကျမပါဝင်ပစ္စည်းလေးတွေပြင်ဆင်ပါမယ်ကြက်သွန်ဖြူရဲ့နနံပင်ရဲ့နနမင်းလေးတွေကချက်ရအဆင်ပြေစေရန်ကျွန်မကလီးဖြတ်ပြီးတော့ထည့်ထားပါတယ်ပြီးတော့စပလင်အနုလေးတွေကိုလည်းကျွန်မပပလေးတွေလှီးပြီးတော့ထည့်ပါတယ်ငယ်သီးစိမ်းလေးတွေကိုလည်းကကြီးနဲ့ကိုက်ပြီးတော့ထည့်ထားလိုက်ပါမယ်ဒါလေးတွေကိုဒီပါဝင်ပစ္စည်းလေးတွေကိုကျွန်မကြိတ်ထားလိုက်မယ်ပေါ့နော်တစ်ဖက်မှာလည်းကြက်သားလေးရသွားပြီဆိုလို့ရှိရင်တော့ကျွန်မစပလင်လေးရဲ့ဂျင်းတွေကိုပြန်ပြီးတော့ဖယ်ထားလိုက်ပါမယ်ရှင်မဖယ်ပဲထည့်သုံးရင်လည်းရတယ်ပေါ့နော်ကျမကတော့အနှံ့ရတာလေးရသွားပြီဆိုတော့ကျမဖယ်ထားလိုက်တော့မယ်ပေါ့နော်ချက်တဲ့အခါမှာနည်းနည်းရှုပ်မှာဆိုလို့ပါရှင်စပလင်နဲ့ချင်းတွေကိုဖယ်ပြီးပြီဆိုလို့ရှိရင်တော့ကြက်သားမာလာချက်ဖို့အတွက်ပြင်ဆင်ပါမယ်ကျမကိုယ်တိုင်ချက်ထားတဲ့မာလာအနှစ်ကလေးထည့်လိုက်ပါမယ်ပြီးသွားရင်မာလာအမှုတ်ကလေးထည့်ပါမယ်မာလာအမှုတ်ကတော့ကျမတဝက်လောက်ပဲထည့်ပါတယ်ပြီးသွားရင်တော့ရှာကောပေါကောမှုတ်လေးတွေကိုကတော့ကျမကအနည်းငယ်စီပဲထည့်ပါတယ်ကျမအရင်တိတ်ပြီးတော့အထုံလေးတိတ်မကြိုက်လို့ပေါ့နော်ရှာကောပေါကောမှုတ်ကလေးတွေကနည်းနည်းစီပဲထည့်လိုက်ပါတယ်ရှင်ပြီးသွားရင်တော့ခုနကကြိတ်ထားတဲ့ပါဝင်ပစ္စည်းလေးတွေကိုပါထည့်လိုက်ပါမယ်ရှင်ပြီးသွားရင်တော့အရသာအနေနဲ့ကတော့ပဲငှက်ပြားရဲ့အချီရဲ့ခရုစီရဲ့ကြက်သားမုံရဲ့ပဲထည့်လိုက်ပါတယ်ပြီးရင်တော့အားလုံးကိုနှက်ဆက်သွားအောင်တည်တည်ချာချာလေးမှွေသွားလိုက်ပါမယ်ရှင်အားလုံးနှက်ဆက်အောင်မှွေပြီးပြီဆိုတော့ကျမကဒီရေလေးခန်းတဲ့အနေထားလောက်ထိကိုဖုံးလေးအုပ်ပြီးတော့ချက်သွားပါမယ်ကဲအခုဆိုလို့ရှိရင်တော့ဟင်းရလဲစူပွက်နေပြီပေါ့နော်ရေရလဲအနည်းငယ်လောက်ခန်းနေပြီဆိုရင်တော့ကျမကချင်းဆက်ကလေးချက်မှာဆိုတော့မကြီးရည်လေးထည့်လိုက်ပါတယ်ရှင်မကြီးရည်လေးထည့်ပြီးပြီဆိုရင်တော့အဖုံးအုပ်ပြီးတော့ခဏလောက်ဆက်ပြီးချက်ထားလိုက်မယ်ပေါ့နော်ဟင်းရလဲတော်တော်လေးကိုစူပွက်တဲ့အနေထားရောက်ပြီဆိုရင်တော့အရသာလေးမြည်ဆန်ပြီးတော့လိုတိုပူလျှော့ပြင်ဆင်ပြီးတာနဲ့ဒါဆိုလို့ရှိရင်တော့ကြက်သားမာလာချစ်ဆက်ဟင်းလေးရတော့ရသွားပါပြီရှင်ဟင်းလေးရလေးပြပြနှစ်နှစ်လေးနဲ့တော်တော်လေးကိုပါစားလို့ကောင်းပြီးအရသာရှိပါတယ်ထမင်းဖြူလေးနဲ့ပဲစားစားခောက်ဆွဲလေးနဲ့ပဲစားစားတော်တော်လိုက်ဖက်တယ်ပေါ့နော်မာလာနဲ့လေးမှုမွေးလေးနဲ့ကဲနောက်တစ် vlog မှာပြန်တွေ့ပါမယ်ရှင်